ဒီကောင်တစ်ခုပိုးပြီးတော့တောက်ချိုရည်အနေနဲ့ချုပ်ပေးလိုက်ဒါဆိုရင်ဒီနားလေးမှာသူကတောက်ချိုရည်လေးပါတဲ့ရက်လက်လေးရသွားမယ်ဒီနားလေးမှာတောက်လေးပါသွားတဲ့အတွက်ဒီကြောကျယ်နေရာမှာသူကပို့ပြီးတော့ဖောင်းဖို့တဲ့ခုံးတဲ့ရက်လက်မျိုးလေးပါသွားတာပေါ့နော်သူကကြတော့ဒီတောက်ချိုရည်ကိုချုပ်တဲ့အခါမှာလှဖို့အတွက်မှန်ဖို့အတွက်လိုတယ်ကိုဒီမှာတောက်ချိုရည်ကချွန်ချွန်လေးမချုပ်နိုင်ဘူးမှားတယ်ဆိုလို့ရှိရင်ဒီနေ့မှာဖောင်းတဲ့ပုံစံကြီးကမသိမတတ်နဲ့ခန္ဓာကိုယ်မှာအဝင်ကြမဖြစ်ဘူးပေါ့နော်အဲ့ဆိုးကျိုးလေးတွေရှိတယ်ဒီတောက်အစ်စ်ကိုထဲချုပ်တဲ့နီလန်းကတော့နည်းနည်းအစမပြေတာမျိုးပို့ဖြစ်တတ်တယ်ပေါ့နော်ကိုလောက်တာမှားလို့ရှိရင်ပို့ဖြစ်တတ်တယ်တချို့ကလည်းဒီတောက်ချိုရည်ကြီးပါလို့ရှိရင်မကြိုက်ဘူးဒီကောင်ကကျတော့ချိုရည်တစ်ခုပို့သွားရမျိုးထပ်မရှိဘူးဒီချိုရည်တိုင်းလေးတော့သုံးတယ်ပေါ့နော်ပုံမှန်ပါတဲ့ဟာပဲသုံးတာဒီဘက်ဂျိုင်းဝက်ကြီးကိုဒီကောင်ခွဲထားလိုက်ဟာဝလေးမစိုးတလောက်လေးထဲလိုက်ရုံနဲ့ကိုသူကရက်လက်ပြောင်းသွားတာကိုပြပေးမယ်ဒီကကကျတော့ဒါပုံမှန်ပေါ့နော်ဟာဝဲမပါတဲ့ကသူ့ကိုဒီမှာနေရာမှန်အောင်လို့ထပ်ထားရက်လက်ပြောင်းသွားတဲ့နေရာတွေကကြတော့ဒီနေရာကဒဲမဖြစ်တော့ဘဲနဲ့ဒီဘက်ကိုသူကရိုင်သွားတယ်ဘာကြောင့်ရိုင်လဲဆိုတော့ဒီကောင်ကိုဟာလက်နေချင်မှာဒီရက်လက်ကြောင့်သူကဒီဘက်ကိုရိုင်သွားပေးတာအဲ့ဒီရိုင်သွားတဲ့အတွက်သူကဒီချုပ်ရိုးကဒီလိုမျိုးဒိမဖြစ်တော့ဘဲနဲ့ဒီဘက်ကိုရိုင်သွားတဲ့ရက်လက်လေးပြောင်းသွားတယ်အဲ့ဒီလိုမျိုးရိုင်သွားတဲ့ရက်လက်ကြောင့် body fit ရက်လက်ကိုဝတ်တဲ့အခါမှာနောက် level ဒီနားလေးတွေမှာလေပို့ပြီးတော့ကတ်သွားတယ်နော်ကိုယ့်ရဲ့ level ပေါက်တွေအတိုင်းပြောင်းသွားတယ်လည်းမဟုတ်ဘူးနော်ပခုံးအတိုင်းတွေလည်းပြောင်းသွားတာမဟုတ်ဘူးပခုံးအတိုင်းတွေကကိုငကိုသုံးထားခဲ့တဲ့အတိုင်းတိုင်းပဲရှိနေတာနော်အပိုကြီးပေးလိုက်တာမျိုးရိုင်လိုက်တာမျိုးလုံးဝလုတ်ပေးစရာမလိုပဲနဲ့သူကပို့ပြီးကောင်းတဲ့ရက်လက်ကိုပေးတာပေါ့နော်